နေ့တနင်္ဂနွေနေ့ရဲ့ energy ပေါ့နော်ကြည်ပေးထားတဲ့ collective လေးတွေအတွက်ဒီနေ့ရဲ့ message လေးကတော့ဒီနေ့ message လေးကြည်ပေးထားတယ်ပြောတာဒီနေ့ရဲ့ message လေးကတော့ကိုစီကိုတဲ့သတင်းစကားတွေတဲ့နော်ကိုကြားဖို့ရှိနေတဲ့သတင်းစကားတွေကိုစောင့်မျှော်နေတဲ့သတင်းစကားတွေတဲ့မကြခင်အချိန်တွင်းမှာလင်းလင်းမြန်မြန်ပဲကိုသိရမယ်တဲ့ကိုစီသတင်းစကားတွေရောက်လာမယ်တဲ့ကိုသိချင်တာတွေကိုသိရမယ်တဲ့နော်ဒါလေးကတော့စောင်ရံကက်လေးပေါ့နော်ဒါလေးကရှောင်ရံကက်လေးစောင်ရံကက်လေးကတော့ဓာတ်ကြတဲ့အတွက်ပေါ့နော်ပြီးဆုံးသွားပြီဖြစ်တဲ့အဲ့လိုမျိုးပြီးဆုံးသွားပြီဖြစ်တဲ့ဆက်ဆံရေးတွေပြီးဆုံးသွားပြီဖြစ်တဲ့အတိတ်တွေကိုယ့်ရဲ့အစင်မပြေစရာတွေဘာပဲဖြစ်ပေါ့နော်အားလုံးပြီးဆုံးသွားပြီဖြစ်တဲ့ကိစ္စတွေကိုတဲ့ဆက်လက်မတည်ဆောင်မဲကိုယ့်ရဲ့အနာဂတ်ကိုဆက်လက်မတည်ဆောင်မဲနဲ့ထားခဲ့ဖို့အချိန်တန်ပြီလို့ပြထားတာပါပေါ့နော်ဒါကကြတော့လေဒီ that energy ကကြတော့ဒါ negative လို့မခံစားရဘူးပေါ့နော်ဒါကကို့မှာမကောင်းတာတွေအားလုံးပြီးဆုံးသွားပြီအတိတ်တဖန်ပြန်ပြီးမွေးဖွားတော့မယ့်အချိန်ရောက်ပြီနော်တည်ဆုံးခြင်းပြီးရင်ပြန်လည်မွေးဖွားခြင်းဆိုတဲ့အတွက်ဒါပြန်လည်မွေးဖွားနေကွက်ပို့ပြန်လည်မွေးဖွားဖို့အတွက်ဖြစ်လာပြီပေါ့နော်အဲ့ဒီအတွက်ပြီးဆုံးသွားတဲ့အရာတွေကိုထားခဲ့ဖို့ဒါကဆောင်ရံပေါ့နော်ထားခဲ့လိုက်တော့ပေါ့နော်ကိုယ့်ရဲ့အတိတ်တွေကိုမတည်သွားနဲ့ဆိုတဲ့ဒီကက်ကနေပြီးတော့အကြံပေးထားပါတယ် universe ကနေရှောင်ရံကတော့ king of cups ရတဲ့အတွက်ပေါ့နော်အခုအချိန်မှာတဲ့ကိုယ့်အကိုပဲအာယုံစိုက်ပါတဲ့နော်ကိုယ့်ဟာကိုယ်ပဲ self ခဲထားပါတဲ့ကိုယ်စီးပွားရေးကိုကျမ်းမာရေးကိုရဲ့ပေါ့နော်ကိုနဲ့ကိုအတွက်ပေါ့နော်အရင်ဆုံးစဉ်းစားပါတဲ့အချစ်ရေးကိုအရင်ကြီးဘယ်လိုပြောလဲဦးစားမပေးပါနဲ့ပေါ့နော်အဲ့လိုမျိုးရှောင်ရံကက်ကဒါလေးကြားတဲ့အတွက်ဒီမှာ base of the deck မှာလဲ strength ကြတဲ့အတွက်ကိုဟာဘယ်လိုပြောမလဲလုံနိုင်တယ်ကိုဟာလုံနိုင်တယ်ကိုအင်အားရှိတယ်ပေါ့နော်ကိုမှဉာဏ်ပညာလည်းရှိတယ်ဒီမှာလေချင်းသေးကြီးကိုဒီအားကြီးတဲ့ချင်းသေးကြီးကိုကောင်မလေးကအေးဆေး control လုပ်ထားနိုင်တယ်ဆိုတာကိုမှဉာဏ်ရှိတယ်ကိုကဘယ်လိုပြောမလဲကိုကကိစ္စတိုင်းကိုတိမ်မွေ့နဲ့ပေါ့နော်ဉာဏ်ရှိနဲ့ကြော်လွှားနိုင်တယ်တဲ့ကိုစီအောင်မြင်ခြင်းတွေကလည်းရရှိလာတော့မှမကြတော့ဘူးဒီမှာ 8 of wands ကလည်းဒီဟာနဲ့ကြည့်မယ်ဆိုလို့ရှိရင်ကိုစီကိုကောင်းမွန်တဲ့သတင်းစကားတွေကောင်းမွန်တဲ့လူတွေကမြန်ဆန်ပဲကိုယ့်ဘဝတွေဝင်လာတော့မှဖြစ်တဲ့အတွက်အခုအချိန်မှာကိုယ့်ဟာကိုယ်ပဲ focus ထားတဲ့တဲ့เนาะပြီးထုံးသွားတဲ့အတိတ်တွေကိုလည်းဘယ်လိုပြောမလဲတဲဆောင်မလာဖို့နဲ့เนาะတခြားလူတွေအပေါ်မှာလည်းအရန်အာယုံတခြားလူဆိုတဲ့အချစ်ရေးကက်ကိုပြတာပေါ့เนาะအချစ်ရေးကိုအရန်အာယုံမဆိုင်ပဲနဲ့ကိုယ့်ဘဝတိုးတက်ဖို့အကြောင်းကိုယ့်ဘဝတိုးတက်ရတိုးတက်ရေးပဲဦးစားပေးဆောင်ရွက်ပါလို့ဒီနေ့ divine ကနေ message လေးပေးထားပါတယ်ရှင်ဒါကပထမဦးဆုံးရိုက်တဲ့ဗီဒီယိုလေးဖြစ်တဲ့အတွက်အဟောပြောလေးတွေပေါ့နော်အစင်မပြေတာဖြစ်ခဲ့ရင်လေနားလည်ကြပါလို့ဒီကနေပြီးတော့မေတ္တာရက်ခံပါတယ်နော်ကျေးဇူးတင်ပါတယ်နောက်နေ့တွေလည်းဒီလိုဗီဒီယိုလေးတွေကိုစောင့်ကြည့်ကြည့်ရှုခြင်းအပြင်အားပေးကြပါဦးနော်